ဒါကျွန်တော်တို့ဒီ2026ဒါကမ္ဘာဖလားဒါအုပ်စု S ပွဲတဲ့နေ့ကတော့ဒါပြီးဆုံးသွားခဲ့ပြီဖြစ်တယ်။ဒါကျွန်တော်တို့ဒီပွဲမှာဒါကျွန်တော်တို့ဒီအာရှနိုင်ငံကဒါဂျပန်အသင်းကတော့ဒါကျွန်တော်တို့တူနီးရှားဒါအသင်းကိုကျွန်တော်တို့၄ကို6မိချဖြစ်ဒါအနိုင်ရယူတာဒါနောက်တစ်ဆင့်တက်ဖို့ဒါအခွင့်အလမ်းကောင်းတွေဒါအများကြီးပိုင်ဆိုင်သွားခဲ့ပြီဖြစ်တယ်။ကျွန်တော်တို့ဒီပွဲမှာဒါဂျပန်အသင်းကဒါအဓိကကစားသမားတွေဒါမပါဝင်ဘဲနဲ့သူတို့ဒါအခုလက်ရှိဒါကစားနေတဲ့ဒါကစားပုံစံတိုင်းဒါကစားခဲ့တာဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ဒီပွဲမှာဒါအတော်လေးရှေ့စွမ်းကောင်းတဲ့ကစားသမားတွေလည်းဒါအများကြီးဒါတွေ့ရတယ်။ကျွန်တော်ဒီပွဲမှာဒါအတော်လေးဒါသူတို့တိုက်စစ်တွေရောဒါခန်းစစ်ဒါကွင်းတဲ့ဘိုင်းကဒါဘာမှပြောစရာမလိုဘူးဒါတိုနီရှာအသင်းကိုဒါ၄ကို6မရှိဖြစ်နဲ့ဒါအနိုင်ရယူကဒါနောက်တစ်ဆင့်တက်ကိုဒါနေဒါလန်ရဲ့နောက်မှာဒါဒုတိယနေရာမှာဒါရပ်တည်နေပြီးတော့ကျွန်တော်တို့ဒါနောက်တစ်ဆင့်တက်ဖို့ဒါအခွင့်အလမ်းကောင်းတွေဒါအများကြီးရရှိသွားခဲ့ပြီဖြစ်တယ်ဒါကမ္ဘာဖလားဒါတမိုက်တစ်လျှောက်ဒါပွဲပေါင်း1000ပြည့်မြောက်ခဲ့တဲ့ပွဲတွေမှာဒါဂျပန်အသင်းကဒါတူနီရှားဒါအသင်းကိုဒါကျွန်တော်တို့၄ကို6မရှိဖြစ်ဒါအနိုင်ရယူကဒါတမိုင်းရေးထိုးနိုင်ခဲ့တဲ့ဒါမှတ်တမ်းကိုလည်းသူတို့ကပိုင်ဆိုင်သွားခဲ့ပြီဖြစ်တယ်ဒါဟာအာရှအသင်းတွေထဲမှာဒါကမ္ဘာဖလားဒါတမိုင်းတစ်လျှောက်ဒါ၄ကိုပြတ်ဒါသွင်းယူနိုင်ခဲ့တဲ့ဒါပထမဦးဆုံးတော့အသင်းအဖြစ်ဒါမှတ်တမ်းဒါတမိုင်းရေးထိုးနိုင်ခဲ့တဲ့ဒါအသင်းတစ်သင်းလည်းဖြစ်ခဲ့တယ်ဒါဂျပန်အသင်းကတော့ဒါနောက်တစ်ဆင့်တက်ဖို့ဒါခွင့်လန်းကောင်းတွေဒါအများကြီးပိုင်ဆိုင်သွားခဲ့ပြီနော်ဒါကျွန်တော်တို့ဂျပန်အသင်းကဒါဘယ်လောက်ထိဒါရှေ့ဆက်ပြနိုင်အောင်မလဲဒါနောက်တစ်ဆင့်ကိုရောဒါပေထိဒါရောက်အောင်မလဲဆိုတော့ကျွန်တော်ရဲ့ comment အောက်မှာဒါဝင်ရောက်ပြီးရေးပေးခဲ့ကြပါဦးခင်ဗျာဒါတခုစိတ်မကောင်းစရာကတော့တူနီရှားကတော့ဒါနှစ်ပွဲကစားဒါနှစ်ပွဲလုံးရှုံးနေခဲ့တာကြောင့်တူနီရှားအသင်းကတော့ဒါကမ္ဘာဖလားဒါပြန်ပွဲကနေဒါတရားဝင်ထောက်ခံသွားခဲ့ရပြီဖြစ်တယ်ဒါကြောင့်စိတ်မကောင်းပါဘူးတူနီရှားဒါကျွန်တော်တို့ဒီအာရှအသင်းကတော့ဒါဂျပန်အသင်းဒါကျွန်တော်တို့ကိုရီးယားတို့တော့ကြံသေးတယ်ဒါကြောင့်ကျွန်တော်တို့ဒီရှေ့ဆက်ပြီးတော့ဒါဂျပန်အသင်းကိုဆက်လက်ပြီးတော့ဒါအားပေးအောင်ပါပဲဖြစ်တယ်ဒါဂျပန်အသင်းပဲဒါဘယ်လောက်ထိဒါရှေ့ဆက်ပြီးသွားနိုင်အောင်မလဲဆိုတာကျွန်တော်တို့ဒါဆက်လက်ပြီးစောင့်ကြည့်အောင်မယ့်အနေအထားတစ်ခုဖြစ်တယ်ဒါကြောင့်ဒါပြည်သက်ကြီးအနေနဲ့ရောဒါဘယ်လိုမျိုးထင်လဲကျွန်တော်တို့ဒါအာရှအသင်းတစ်သင်းဖြစ်တယ်ဒါဂျပန်အသင်းကဒါဘေးစင်တီရောက်နိုင်အောင်မလဲလို့ခင်ဗျားတို့ထင်တယ်ကျွန်တော်ကို comment အောက်မှာဒါဝင်ရောက်ပြီးရေးပေးခဲ့ကြပါဦးခင်ဗျာ